လူအများကြုံတွေ့ကြရတဲ့ကြောက်စရာအကောင်းဆုံးရေလွှာရှော့စီစတန်မတော်တဆမှုတွေအကြောင်းပါပထမဆုံးအနေနဲ့လူဒီရေလွှာရှော့စီနေကြတော့မှာပဲလူစိမ့်တယောက်ကရေလွှာရှော့ပြွန်ဖူတွေကိုတမဏိဓားပြားအကြီးကြီးတွေလာတက်ဆင်ပြီးရေလွှတ်လိုက်ပါတယ်ဒီဓားပြားတွေရှိနေတာကိုမသိကြတဲ့ရေကူးကန်စောင့်ရှောက်သူတွေကလူတွေကိုစီးဖို့အချက်ပေးတော့မယ်အချိန်ပါပဲတော်မီလူခေါ်တဲ့အမျိုးသားတယောက်ကကြားဖြတ်တားမိပါတယ်ရေလွှာရှော့ပြွန်တွေအပိုင်းအစတချို့ကိုမြေပြင်မှာသူတွေ့ထားတာကြောင့်တယောက်ကပြွန်ကိုအပေါက်ဖောက်ထားတယ်ဆိုတာသိနေလို့မစင်ကြဖို့သူကအတင်းကျပ်တားဆီးတာပါဒါပြီးပဲကန်ဆိုးစွာနဲ့ပဲဘသူကမှသူ့စကားကိုမယုံကြပဲအကုန်လုံးကဆင်းသွားကြပါတယ်စိတ်တိုနေတဲ့လူတယောက်ကဆိုရင်တော်မီကိုပါရေလွှာရှော့ပြွန်နဲ့တွန်းချလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေး၃ယောက်ဟာအဲ့ဒီပြွန်တဲ့ကနေဆင်းလာကြပြီးမျောလင့်ထားသလိုပါပဲရေအောက်ကဓားပြားတွေနဲ့ရိုက်မိပြီးခန္ဓာကိုယ်ကြီးချက်ချင်းပဲပျက်စီးသွားကြပါတယ်ရေလွှာရှော့ပြွန်တဲ့ကရေတွေဟာလည်းချက်ချင်းဆိုသလိုသွေးရောင်လွှမ်းသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတော်မီဟာလည်းအဲ့ဒီဓားပြားတွေရှိတဲ့နေရာကိုရောက်သွားပြီးဓားပြားနေနဲ့ထိမိကတေဆိုးသွားခဲ့ရပါတယ်